မိတ်ဆွေထိုင်းမှာကွန်ဒိုတခန်းဝယ်တယ်ဆိုတာပတ်စံပေးပြီးတော့ယူလိုက်ရုံနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူးဒါကမိတ်ဆွေတစ်သက်လုံးရှာဖွေထားတဲ့ငွေကြေးဥစ္စာ wealth ကိုမရေရတဲ့ခေတ်ကာလကြီးထဲမှာဘယ်လိုလုံခြုံအောင်စီမံမလဲဆိုတဲ့ strategic asset allocation ဗျူဟာမြောက်ပိုင်ဆိုင်မှုခွဲခြားခြင်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်စီကိုလာတဲ့ဧည့်သည်တိုင်းကိုကျွန်တော်ကွန်ဒိုချက်ချင်းမရောင်းပါဘူးခင်ဗျကမ္ဘာနိုင်ငံကြီး war politics ဘယ်လိုပြောင်းလဲနေလဲစီးပွားရေး economic နဲ့ရွှေဈေးကိုဘယ်လိုဖြစ်နေလဲမြန်မာအိမ်ချမ်းမြေနဲ့ထိုင်းအိမ်ချမ်းမြေဘယ်ဟာကအခုအချိန်မှာ risk နေပြီးတော့အလားအလာရှိလဲဒါတွေကိုကျွန်တော်အရင်ဆုံး2 နာရီလောက်အချိန်ယူပြီးတော့တိတိကျကျလေးဆွေးနွေးပေးပါတယ်။ဘာလို့လဲဆိုတော့ဆွေတို့ရဲ့ငွေဆိုတာမိတ်ဆွေတို့ရဲ့ဘဝနဲ့မိသားစုအနာဂတ်မို့လို့ပါ။မနေ့ကပဲကျွန်တော်စီမှာယုံကြည်စွာနဲ့အခန်းဝယ်ယူသွားတဲ့အန်တီတယောက်အကြောင်းကိုပြောပြချင်ပါတယ်။အန်တီကကျမ်းမာရေးကောင်းမွန်ပြီးတော့တက်ကြွတဲ့ business woman တယောက်ပါ။အန်တီရဲ့လိုအပ်ချက်ကတိကျပါတယ်နံပါတ်1 safe haven သားသမီးတွေကနိုင်ငံခြားအနောက်နိုင်ငံတွေကိုသွားကြမယ်ထိုင်းနိုင်ငံကိုမိသားစုစုရဲ့ထောက်နားခိုစရာစခန်းအဖြစ်ထားခြင်းနဲ့နံပါတ်2 lifestyle အလုပ်တွေအရန်ပင်ပန်းခဲ့ပြီးအခုချိန်ကအေးအေးဆေးဆေးအနားယူဖို့ shopping ထွက်ဖို့နဲ့ wellness ကျန်းမာရေးစောင့်ရှောက်မှုကောင်းတဲ့နေရာတစ်ခုကိုလိုချင်တာပါနံပါတ်3 investment ဝယ်ထားတဲ့ပိုင်ဆိုင်မှုကဈေးမကျပဲပြန်ရောင်းချင်ရင်မျက်မဲ့နေရဖြစ်ရမယ်ဒီချက်တွေကိုကြားပြီးတဲ့နောက်မှာကျွန်တော်ချက်ချင်းမရောင်းပါဘူး project ပေါင်းများစွာတဲ့ကအန်တီရဲ့လိုအပ်ချက်နဲ့အကိုက်အညီဆုံးဖြစ်မဲ့ project ကိုစစ်ထုတ်ပြီးတော့ selection လုပ်ပြီးမှပြသပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ထိုင်းနိုင်ငံရဲ့နံပါတ်1 developer ရဲ့ self project မှာအခန်းအကောင်းဆုံး view အလှဆုံးကိုကျွန်တော်ရယူပေးနိုင်ခဲ့ပါတယ်ခင်ဗျဒီ project ကိုရွေးချယ်ရတဲ့အထူးအကြောင်းရင်းတစ်ခုက visa ပါမိတ်ဆွေမြင်တဲ့အတိုင်းပါပဲဒါက developer စီကနေတရားဝင်စာရွက်စာတမ်းမှာဒီ promotion မှာ long stay visa အတွက် support ပေးထားပါတယ်အန်တီအတွက်အိမ်လဲပိုင်မယ်ထိုင်းကိုလာခြင်းတဲ့အချိန်တိုင်း visa အတွက်စိတ်ပူစရာမလိုပဲရေရှည်နေထိုင်ဝင် long stay လည်းရမယ်ဒါက one stone two bird တစ်ချက်ကိုနှစ်ချက်ပြက်အခွင့်အရေးပါပဲခင်ဗျဒီနေရာမှာကျွန်တော်တို့ living in Thailand ရဲ့ဝန်ဆောင်မှုကအခြား agent တွေနဲ့မတူတဲ့အချက်ကိုပြောပြချင်ပါတယ်ကျွန်တော်တို့ကအိမ်ရောက်ပြီးရင်ပြီးသွားတာမဟုတ်ပါဘူး after sales မှာမိတ်ဆွေတို့ရဲ့ဘဝတစ်ခုလုံးအတွက်ကိုပါဝင်ကူညီပေးပါတယ်ခင်ဗျဥပမာအန်တီအတွက်ဆိုရင် health consultation မှာအန်တီကနေမကောင်းလို့မဟုတ်ပါဘူးဒါပေမဲ့ကောင်းမွန်တဲ့ကျန်းမာရေးကိုထိန်းသိမ်းဖို့ prevention အတွက်ပါဒါအပြင်မိသားစုတွေကထိုင်းမှာစီးပွားရေးလုပ်ချင်နေဆိုရင်လေကျွန်တော်တို့ legal register company ဖြစ်တဲ့အတွက်ကုမ္ပဏီထောင်တာစည်ရင်းကင်နဲ့အခွန်ကိစ္စဥပဒေအကြံပေးတာတွေကို one stop service နဲ့လုပ်ပေးပါတယ်ဆိုလိုတာကမိတ်ဆွေတို့ရဲ့ allocation consultant တယောက်အနေနဲ့ရည်တည်ပေးနေမှာပါကျွန်တော်ရဲ့ရည်ရွယ်ချက်က commission ရဖို့မဟုတ်ပါဘူးမိတ်ဆွေတို့ရဲ့ယုံကြည်မှု trust ကိုတည်ဆောက်ပြီးတော့ရေရှည်လက်တွဲသွားမဲ့ strategic partner ဖြစ်ချင်တာပါမိတ်ဆွေတို့အနေနဲ့ထိုင်းမှာအိမ်ဝယ်ဖို့ကျန်းမာရေးစောင့်ရှောက်ဖို့ဒါမှမဟုတ်စီးပွားရေးလုပ်ဖို့စဉ်းစားတဲ့အခါ agent တယောက်ထက်ပိုတဲ့မိတ်ဆွေစစ်တယောက်လိုအပ်နေတယ်ဆိုရင်ကျွန်တော်ကောင်းမြတ်ရှိနေမှာပါမိတ်ဆွေတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတိုးပွားအောင်လုံခြုံအောင်ကူညီပေးဖို့ကျွန်တော်အသင့်ရှိပါတယ်ခင်ဗျအချိန်ပေးပြီးတော့2 နာရီလောက်စကားလာပြောဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကကောင်းမြတ်ပါမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဗျ